ဒီခါပေးရက်မှာဘန်ကောက်ကနာမည်ကြီးနေတဲ့ဒေါ်အုပ်ဆက်ဆန်ကော်ဖီဆိုင်လေးမှာလှေသွားလော်ကြမယ်မချစ်အောင်တော်တော်သားရလုံးဝမရှိဘူးနောက်ကနေပြီးတော့မိနစ်30လောက်ဝေးတဲ့နေရာလေးမှာလှေသွားလော်မလို့လိုက်ခဲ့နော်ကဖေးဆိုင်ဝင်ချင်းနဲ့လှေလော်လို့ရတဲ့နေရာလေးကိုတွေ့နေပြီဒီဆက်တွေဆုံးတော့ဒီကဖေးကလေဝင်ကြီးထပ်ပေးစရာမလိုပဲနဲ့သူတို့ဆိုင်ရာမန်နူးတွေကဘတ်တရအထက်မှာရဲဆိုရင်လှေလဲ free လော်လို့ရတယ်တိုင်းရဲ့ 5 ကလေ jungle လေးရောက်သွားတယ်လို့မျိုးတော်တော်လေး relax ဖြစ်တယ်ကိုကတော့ပေါ့ပေါ့ပါပဲ cake လေးနဲ့ drink လေးမှာထားတယ် acrylic လေးလည်းစားလို့တော်တော်ကောင်းတယ်တော်တော်လေးကိုမိုက်တယ်ပိုက်တယ်ရဲ့အိမ်ထဲမှာလေ photo spot နေရာလေးကတော်တော်လေးကိုများတာကိုအကြိုက်ဆုံးနေရာလေးကလေဒီလိုမျိုးဒန်းကြီးကြီးထားပေးထားတာမသိရင် jungle ထဲမှာစီးရတယ်လို့မျိုး vibe လေးကတော်တော်လေးမိုက်တယ်နေရာတိုင်းလိုကလေ photo spot ဖြစ်နေတော့ကိုကတော့ဓာတ်ပုံလေးအများကြီးကိုရိုက်ခဲ့တာကိုလိုမျိုးဘန်ကောက်နဲ့လည်းအဝေးမသွားချင်ဘူး jungle vibe လေးလိုမျိုးရချင်နေဆိုရင်တော့ဒီဆိုင်လေးကလည်းတော်တော်လေး relax ဖြစ်တယ်။ကဲအခုတော့စားပြီးသွားပြီဆိုတော့လှေလော်ဖို့သွားပြီမချစ်အောင်တော်တော်သားရလုံးဝမရှိဘူး။နေရာလေးကလေဗီဒီယိုတွေတက်လာတိုင်းတွေ့ရတဲ့ photo spot တက်ပုံရိုက်လို့ရတဲ့နေရာလေး။ခြေခံလေးရဲ့ဘေးနားမှာလည်းလေဒီလိုမျိုးတီးပင်စားပင်လေးရဲ့အစုံစိုက်ထားတာဆိုတော့တော်တော်လေးကိုသားရတယ်။ကိုတွေကတော့မလော်တက်နဲ့ပဲတပည့်ပြအောင်တော့ရောက်သွားပြီ။ဒီမှာလေး painting နဲ့ဆက်လို့ရတယ်နော်။ coffee ဆိုင်လေးမှာဒီနေ့ကို enjoy လုပ်ချင်တဲ့သူဆိုရင်လေဒီလိုမျိုး painting workshop နေရာလေးတွေလည်းရှိတယ်။ဒီလိုချစ်စရာကောင်းတဲ့ accessory လှလှလေးတွေလည်းရှိတော့ shopping ထွက်ချင်တဲ့သူတွေဆိုရင်ကွက်တီပဲ။လေးနဲ့မယ်ကတော့ after the rain နဲ့ပိတ်ရက်မှာ enjoy လုပ်ချင်တဲ့သူတွေအတွက် share ပေးလိုက်ပြီနော်။အားလုံးပဲကြကြ